ဒီနေ့မှာတော့နန်းထက်ကတော့လွယ်ကူတဲ့ဘိုက်လေးချင်းကန်6မျိုးကိုလုပ်ပြပေးမယ်နော်။သွားတဲ့ခါကျလို့ရှိရင်နန်းထက်ဒီမှာက 5kg ဂိုင်းထားရဆိုရင်ပဲကိုမှအလေးမရှိဘူးဆိုလို့ရှိရင်တော့ရေတက်မှုဂိုင်းထားပြီးလို့ရတယ်။ကြော်လေးကြွထားပေးမယ်၊ခေါင်းလေးကိုဆွဲမထားပေးမယ်။ခါးနဲ့ကြမ်းမြင့်နဲ့ကတ်ထားပေးမယ်။ရင်ဘတ်နဲ့ဒူနဲ့ဆွဲကတ်တဲ့ခါကျလို့ရှိရင်ရှူသွင်းထားပေးမယ်။ရှူထုတ်တဲ့ခါကျလို့ရှိရင်6ကိုစမ်းထုတ်ထားပြီးတော့ဝင်ထားပေးမယ်နော်။10ချင်း3ကြောကနေပြီးတော့စကစားလို့ရတယ်။ဒုတိယတစ်ခုကကျတော့နန်းထက်ကတော့တင်မားလေးကို glue bridge တင်မားလေးဆွဲမထားပြီးတော့ဒူခေါင်းလေးကိုဆွဲမထားတယ်။သွားတဲ့ခါကျလို့ရှိရင်လည်းနန်းထက်တို့ဘယ်ညာမတစ်ကို10ချင်းဆိုလဲ10ချင်း15ချင်းဆိုလဲ15ချင်းပြေတော့မှပဲတင်မားကအောက်ကိုချလို့ရမယ်တင်မားကိုတက်နိုင်တော့လေးဆွဲမထားပေးမယ်နော်အလေးကိုလည်းရင်မနဲ့တန်းနဲ့ပဲဆွဲမထားပေးမယ်သူ့ကိုလည်းနှစ်ထပ်ဘယ်ညာတစ်ကို10ချင်း3ကြောကနေပြီးတော့9နိုင်တော့ချက်ရည်တူပြီးကစားလို့ရတယ်နော်တတိယတစ်ခုကကျတော့6ကို90 degree ထောက်ကြကြလေးထားပြီးတော့ဘိုက်ကိုရအောင်ဆွဲတောက်ထားပေးမယ်ခါးနဲ့ကြမ်းမြင့်နဲ့ကတ်ထားပြီးတော့ခြေဖနှောက်လေးကိုပဲကြမ်းမြင့်မှာချထားပေးမယ်ဒီရဲ့လေးချိန်ကန်လေးအကုန်လုံးကခါးနဲ့ကြမ်းမြင့်နဲ့ကတ်ပြီးတော့သွားပြီးတော့မဟုတ်လို့ရှိရင်နန်းထတို့ခါးနာတက်တဲ့သတိလေးထားပေးမယ်ဘိုက်လေးကိုရအောင်ဆွဲညှစ်ထားပေးမယ်ကြည့်လို့ရှိရင်လွယ်တယ်ဆိုပေမဲ့ခိုးမဆယ်ကိုတေချာလေးညှစ်ပြီးတော့လူမယ်နော်သူ့ကိုလည်းနန်းထတို့ဘယ်ညာတစ်ကို10ချင်း3ကြောကနေပြီးတော့9နိုင်တယ်လို့15ချင်း3ခေါင်24ကြောအဲ့လောက်ထိကစားပြီးလို့ရပါတယ်နော်ဒီနေရာမှာခေါင်းလေးကြွထားတဲ့ခါကျလို့ရှိရင်ကြောကနေကြွထားပြီးတော့လေပင်အားမဆိုင်ဘူးတော့လုပ်မယ်နော်နောက်တစ်ခုကကျတော့နန်းထတို့ bicycle crunch ပုံစံလိုမျိုးပဲ6ကိုအရှိကိုတန်းနေအောင်ဆန်းထုတ်ထားပြီးမယ်သူလည်းအဲ့လိုပဲနန်းထတို့ခါးနဲ့ကြမ်းမြင့်နဲ့ကတ်ထားပြီးမယ်ခေါင်းကကြွရဲဆိုပေမဲ့လေပင်လုံးဝအားမဆိုင်ပဲနဲ့ကြောကနေကြွပြီးမယ်ဒီနေရာမှာအရေးကြီးဆုံးကနန်းထတို့ခိုးမဆယ်ကိုတည်တည်ချာလေးညှစ်ပြီးဖို့ပေါ့နော်ဘိုင်းမဆယ်ကိုတေချာလေးညှစ်ပြီးတော့လုပ်မယ်သူ့ကိုလည်းနန်းထတို့ဘယ်ညာတစ်ကို10ချိန်ကနေပြီးတော့စဝင်လို့ရတယ်20 3ခေါက်ဒါမှမဟုတ်ရှင်20လေးကြောတိဝင်ပြီးလို့ရတယ်နော်9မျိုးမြောက်ကနန်းထက်က in and out crunch ကိုဝင်ထားတယ်သူ့ကိုလည်းသွားတဲ့ခါကျရင်နန်းထတို့ပေါင်ကိုအားမဆိုင်ပဲနဲ့ဘိုက်ကိုပဲရအောင်ဆွဲညှစ်တက်ဖို့တော့လိုမယ်ရင်မနဲ့ဒူနဲ့ကတ်တဲ့ခါကျရင်ဘိုက်မဆေကိုရအောင်ဆွဲညှစ်ထားပေးမယ်6ကိုပြန်ဆန်းထုတ်တဲ့ခါကျလို့ရှင်ဘိုက်နဲ့ပဲတောက်ထားပြီးတော့ပေါင်အားကိုမသုံးပေးဘူးเนาะအလဲမှာအလေးထားလို့မရှိဘူးဆိုလို့ရှင်လည်းရေတက်မှုဒါမှမဟုတ်ရှင်တခုခုကိုထောင်ပြီးတော့သွားလဲရတယ်ဒါမှမဟုတ်ဘူးဆိုရှင်ဘာမှမထောင်ထားဘဲနဲ့ကိုယ့်ရဲ့စိတ်ထဲမှာအလဲမှာတခုရှိရဆိုတော့လည်းသွားလို့ရတယ်เนาะနောက်ဆုံးတစ်ခုကကျတော့ damage over ကိုဝင်ထားပြီးမယ်သူလည်းအဲ့လိုပဲပေါင်ကို focus မထားဘဲနဲ့ bike ကိုပဲရအောင်ဆွဲညှစ်ထားပြီးမယ်နော်ဒါကနောက်ဆုံးမှကြံခဲ့တဲ့နှစ်ခုကတော့ basic သမားတွေဆိုတော့နည်းနည်းခက်တယ်ဆိုပေမဲ့ကစားနေကြလူတွေဆိုလို့ရှိရင်တော့ bike ကိုညှစ်တတ်ပါတယ်နော်သူ့လည်းနှစ်ထပ်တော့နိုင်သူလို့ဝင်ထားပြီးလို့ရပါတယ်တေချာလေးတင်တဲ့တက်ချင်တယ်ဆိုလို့ရှိရင်တော့နှစ်ထပ်ရဲ့ page messenger ကနေပြီးတော့ဆက်သွယ်ပြီးလို့ရပါတယ်နော်